ကဲဒီနေ့ကတော့ brother တို့အမီလေးလာချွေးမယ်နော် all white ဆင်ထားတဲ့ system ဆက်တယ်လေးပါတော့Ryzen 7 9800 H3D နဲ့ RTX 5090 Ti 16GB နဲ့တွဲဆင်ထားတဲ့ဆက်တယ်လေး 16GB RAM ပါမယ် storage ကတော့1000GB တစ်ချောင်း 2000GB တစ်ချောင်းပေါ့နော်ဈေးတော့ကျွန်တော်လည်းမသိဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်စီကဝယ်သွားတဲ့ PC မဟုတ်လို့ဒါလေးကတော့ customer သူ့ဘော်တို့ PC ယူလာပြီးတော့ကျွန်တော်စီမှာလာဆင်တဲ့အလုံးလေးပါသူကဘာတွေယူလာလဲဆိုတော့ CPU motherboard graphic card RAM storage အဲ့ဒါလေးယူလာပါတယ်ကျွန်တော်စီကနေဘာတွေယူလဲဆိုတော့ CPU fan ပြီးလို့ရှိရင် power supply casing fan storage နောက်တစ်ချောင်းပေါ့ဗျာကျွန်တော်စီကအဲ့ဒါလေးဝယ်သွားပါတယ်အဲ့တော့ကျွန်တော်ပြောချင်တာကတော့ customer တွေအနေနဲ့ကျွန်တော်စီမှာကျွန်တော်ဆင်ထားတဲ့ setup မကြိုက်ရင် adjust လုပ်လို့ရတယ်လို့ကျွန်တော်စီကမဟုတ်ပဲအပြင်ကကိုရှိတဲ့ PC လေးပဲယူလာပြီးတော့ကျွန်တော်စီမှာရှိတဲ့ PC နဲ့ရောပြီးဆင်လို့လည်းရပါတယ်အဓိကတော့ကျွန်တော်စီကအကုန်လုံးမယူဘူးဆိုလို့ရှိရင်တော့ service charge ရှိပါတယ် installation charge လေးတော့ရှိမှာပေါ့နော်ကြိုက်တယ်လို့လည်းလုပ်ရတယ်ကြိုက်တယ်လို့ဆင်လို့ရတယ် desktop PC နဲ့ပတ်သက်ပြီးတော့ကျွန်တော်အကုန်လုံးလုပ်ပေးပါတယ်အဲ့ဒါလေးကိုလာပြောပေးတာပါအားလုံးပဲဒီ setup လေးကိုကြိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်စီမှာလာစုံစမ်းလို့ရပါတယ်ဒီလိုမျိုးပဲဆင်ပြီးလို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြအောင်နော်